ရေးကြီးတဲ့အစည်းအဝေးခန်းမကြီးထဲမှာလူကြီးတွေကတော့ရှေ့မှာပြင်းစရာကောင်းတဲ့ project အကြောင်းတွေတောက်လျှောက်ဖက်ပြနေကြတာပေါ့ငါကတော့ထိုင်ကုန်မှာထိုင်နေရင်းနဲ့ပြင်းလွန်းလို့တေတော့မဲ့အတိုင်းခံစားနေရတာအဲ့ဒါနဲ့ပဲစပွဲအောက်ကနေဖုန်းကိုခိုးထုတ်ပြီးငါရဲ့လှုပ်ဝက်ချက်ဖြစ်တဲ့ online ပေါ်ကကောင်မလေးစီကို message တစ်စောင်ပို့လိုက်မိတယ်အသေးလေးရေဒီညကြရင်မင်းကိုအနက်ရောင်ညဝတ်ကဝင်လေးနဲ့မြင်ချင်းနဲ့ကွာဓာတ်ပုံလေးတစ်ပုံလောက်အမြန်ပို့ပေးပါလားဆိုပြီးစာရိုက်ပြီးပို့လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီစာပို့ပြီးသွားတဲ့နောက်တစ်စက္ကန့်မှာပဲကဘာပြတ်မဲ့အလားဖြစ်ရဆိုးကြီးတစ်ခုကမျက်စိရှိတင်ဘုံကနေပေါ်လာတော့တာပဲငါပို့လိုက်တဲ့အဲ့ဒီ message ကြစာသားအတိအကျကြီးကအစည်းအဝေးခမ်းမရဲ့ projector screen အကြီးကြီးပေါ်မှာဝုန်းကနေတက်လာတာလေခမ်းမထဲမှာရှိတဲ့လူတိုင်းကလည်း screen ကိုကြည့်ပြီးဟာခနဲ့ဖြစ်သွားကြတယ်ပို့ပြီးတော့ဆိုးတာကအဲ့ဒီ message ကြပို့တဲ့သူရဲ့နာမည်နေရာမှာငါရဲ့လက်ရှိဥက္ကဋ္ဌကြီးရဲ့နာမည်ကြီးဖြစ်နေတာပဲတကယ်တော့ငါနဲ့ online ပေါ်ကအဲ့ဒီကောင်မလေးနဲ့က application တစ်ခုပေါ်မှာစုံခဲ့ကြတာတယောက်နဲ့တယောက်တကယ်မျက်နှာအစစ်အမှန်ဓာတ်ပုံတွေကိုဘယ်တော့မှမပြဘူးကြပေမဲ့စကားပြောတာချင်းအရန်ကိုအဆင်ပြေလွန်းလို့ online ပေါ်မှာပဲချစ်သူတွေဖြစ်နေခဲ့ကြတာလေအဲ့ဒီလိုနဲ့ငါကလည်းအမြဲတမ်းစိတ်ကူးရင်ဆဆန်တောင်းဆိုမှုလေးတွေလုပ်လို့ရှိတယ်တခါတော့ကလည်းတတိမွေပြီးသူ့ရဲ့ရင်ဘတ်ပလာနဲ့ဓာတ်ပုံလေးတစ်ပုံတောင်းကြည့်ဘူးသေးတယ်အဲ့ဒီတုန်းကသူပို့ပေးတဲ့ဓာတ်ပုံကိုမြင်ပြီးငါတော့စွန့်သွားခဲ့ရတာတကယ်ကိုနတ်ဖျားတစ်ပါးလိုအမိုက်စားခန္ဓာကိုယ်အချိုးအစားနဲ့အထူးသဖြင့်သူ့ရဲ့ရှာဒီလျားပြီးတွေ့ရတဲ့ခြေတံတွေကတကယ်ကိုပြည့်စုံလုံးနဲ့အလှတရားပဲလေအစည်းအဝေးခမ်းမထဲမှာတော့ဘေးကလှုပ်ဖို့ကိုင်ဘက်တွေကငါ့ကိုလက်တို့ပြီးတိုးတိုးလေးကုန်းဖြစ်နေကြပြီးဟေ့လူမင်းမြင်လိုက်လားဥက္ကဋ္ဌကြီးစီက message ကြတယ်ဗျာအနဲ့ရောင်ညဝတ်ကဝင်ကြောင်းတွေပြောနေတာမင်းလဲအိမ်မငိုက်နဲ့ဦးဒါကတော့ဒီနှစ်အတွက်အကြီးဆုံးအတင်းဖြစ်မဲ့ဟေ့ဆိုပြီးပြောနေကြတာပေါ့ငါလည်းအဲ့ဒီအချိန်မှာကြောက်စိတ်နဲ့လက်စိတ်တွေပေါင်းပြီးကြောက်ရွံ့လို့ဖြစ်နေတော့မဲ့ဘေးကလူတွေကငါ့ကို screen ကိုတေချာကြည့်ဖို့ဝိုင်းပြောနေကြလူကောင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်တဲ့အချိန်မှာပဲရှေ့ကဥက္ကဋ္ဌကြီးရဲ့ဆူရှပြီးအေးဆက်လာတဲ့အကြည့်တွေနဲ့ကွက်တီသွားဆုံပါလေရောဥက္ကဋ္ဌကြီးကငါ့ကိုအစိမ့်လိုက်ဝါစာမတက်စိုက်ကြည့်နေတာမြင်တော့ငါလည်းကြောက်ကြောက်လန့်လန့်နဲ့ပဲအတင်းအဓမ္မအပြုံးတုတစ်ခုလုပ်ပြပြီးခေါင်းကိုပြန်ငုံထားလိုက်ရတဲ့ခမ်းမတဲကစကားတန်တွေကလည်းဥက္ကဋ္ဌကြီးရဲ့အရှိန်ဝါကြောင့်ချက်ချင်းပဲပြန်ငြိမ်ကျသွားခဲ့တာပေါ့ငါကတော့ခေါင်းကိုဆက်ငုံထားရင်းရင်တွေတဒိန်ဒိန်ခုန်နေတော့မဲအဲ့ဒီနောက်မကြခင်မှာပဲငါဖုံတဲကို message အသစ်တစ်ခုထပ်ဝင်လာပြန်တယ်ရတယ်လေဒီညအိမ်ပြန်ရောက်ရင်မင်းအတွက်အဲ့ဒါလေးဝတ်ပေးမယ်အခုတော့အစည်းအဝေးလုပ်နေလို့နောက်မှစကားပြောကြစို့အသေးလေးရေဆိုပြီးဖြစ်နေတာငါစိတ်ထဲမှာတော့ဟာအမြဲတမ်းအေးဆက်ပြီးတည်ငြိမ်လာပါတယ်ဆိုတဲ့ငါတို့ရဲ့မိမလဥက္ကဋ္ဌကြီးကကွယ်ရမှာဒီလောက်တောင်စိတ်ကူးတွေထက်သန်ပြီးအတင်းရဲနေလိမ့်မယ်လို့အိမ်မက်တောင်မမတ်ဘူးအစည်းအဝေးကြီးကတော့ဘာရီမန်းမသိပဲဝေဝေဝါးဝါးနဲ့ပဲပြီးဆုံးသွားခဲ့ရတယ်ငါလဲကိုခုံကိုပြန်ထိုင်ရင်းနဲ့စိတ်တွေလွင့်မျောနေမိတာပေါ့ခဏနေတော့ဖုန်းထဲမှာ message တွေတောက်လျှောက်ထပ်ဝင်လာပြန်ရောအသေးလေးပါလို့စာပြန်မလာတော့တာလဲအခုနောက်ကတကယ်စည်းဝေးဖြစ်နေလို့ပါငါချက်ချင်းစာမပြန်နိုင်လို့စိတ်ဆိုးသွားတာလားစိတ်မဆိုးပါနဲ့ကွငါတောင်းပန်ပါတယ်နော်ဆိုပြီးစာရီတရားဆက်ပို့နေတာသူကတော့ငါ့ကိုစိတ်ဆိုးနေတယ်ထင်နေတာပေါ့တကယ်တော့ငါကကြောက်လွန်းလို့စာမပြန်ရဲတာကိုဒုက္ခများမသိရှာဘူးအဲ့ဒီအချိန်မှာပဲဖုန်းထဲကိုခြေအိတ်အမဲအရှိကြီးဝတ်ထားတဲ့ခြေတံလှဓာတ်ပုံတစ်ပုံဝန်းကနေထပ်ဝင်လာတဲ့ဟာကြည်စမ်းဒီခြေအိတ်တွေနဲ့ဖနက်အမြင့်တွေကဒီနေ့မနက်အစည်းအဝေးမှာဥက္ကဋ္ဌကြီးဝတ်ထားတဲ့အရာတွေနဲ့တထေရတဲ့တူးနေတာပဲအတီးပြုတ်လိုက်နိုင်တဲ့အဲ့ဒီအချိန်မှာပဲဌာနမှူးကငါစာပွဲနာကိုရှောက်လာပြီးအော်တော့တာပဲဟေ့ကောင်မင်းအိမ်မက်မက်နေတာလားဥက္ကဋ္ဌကြီးကသူ့ယုံခန်းထဲကိုမင်းကိုအခုချက်ချင်းလာခဲ့ဖို့ခေါ်နေတယ်လို့ပြောလိုက်တာပေါ့သွားပြီးငါတော့ကြားတွင်းထဲကိုကိုယ်တိုင်ရှောက်ဝင်ရတော့မှာပဲငါလဲကြောက်ကြောက်လန့်လန့်နဲ့ဖုန်းကိုလက်ထဲမှာကြစ်ပါအောင်စုပ်ကင်ပြီးဥက္ကဋ္ဌကြီးရဲ့စပွဲရှိမှာတွားရက်လိုက်ရတဲ့ဥက္ကဋ္ဌကြီးကျွန်တော်ကိုခေါ်ရဲဆိုလို့ပါခမရလို့မရဲတရဲမေးလိုက်တာပေါ့ဒီအချိန်မှာငါရဲ့စိတ်ကူးရင်အွန်လိုင်းချစ်ဇလန်ကြီးကတော့တဆစီကြေမွသွားခဲ့ပြီးအကယ်၍ငါကသူ့ရဲ့လက်အောက်ငယ်သားဝန်ထမ်းတစ်ယောက်ဆိုတာကိုသူသိသွားရင်ငါ့ကိုချက်ချင်းဖြတ်ပစ်မှာတေချာတဲ့ဥက္ကဋ္ဌကြီးကတော့သူ့ကွန်ပျူတာမှာဘာတွေလုပ်နေမှန်းမသိဘူးငါဖုန်းကလည်းအိတ်ထဲမှာတုံခါပြီး message တွေဝင်နေတာမရက်ဘူးဖြစ်နေတာခဏနေတော့သူကခေါင်းမော်လာပြီးငါ့ကိုအေးဆက်ဆက်အကြည့်တစ်ချက်ပေးတယ်ငါလည်းလန့်သွားပြီးတောင်းပန်ပါတယ်ကထကြီးအနောက်ရှက်ဖြစ်သွားရင်ခွင့်လွတ်ပါအခုချက်ချင်းဖုန်းပိတ်လိုက်ပါမယ်လို့ပြောပြီးဖုန်းကိုအမြန်ငြိမ်အောင်လုပ်လိုက်ရတယ်အဲ့ဒီလိုနဲ့မွန်းချက်စရာကောင်းတဲ့လေထုကြီးကမိနစ်20လောက်ကြာသွားခဲ့တာပေါ့နောက်ဆုံးတော့ဥက္ကဋ္ဌကြီးကစိတ်ပြက်လက်ပြက်ပုံစံနဲ့ထိုင်ကုန်ကနေထွက်လိုက်ပြီးငါ့ကိုစိုက်ကြည့်ကစကားပြောတော့တယ်ဒီနေ့မနေ့အစည်းအဝေးမှာမင်းပုံစံကစိတ်နဲ့လူနဲ့မကပ်ဖဲအာယုံတွေလွင့်နေတာငါတွေ့တယ်ပြီးတော့ပြီးခဲ့တဲ့လက project မှာလည်းမင်းကအမှားယွင်းအကြီးကြီးတစ်ခုလုပ်ထားသေးတယ်ငါတို့ကုမ္ပဏီကလူတွေကိုအလက်ကားထိုင်စားဖို့လစာပေးထားတာမဟုတ်ဘူးဆိုတာမင်းသိတယ်မလားလို့ပြောလိုက်တာလေအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာငါကြောပြင်တစ်ခုလုံးအေးဆက်သွားပြီဟာ
ငါ့ကိုအလုတ်ကထုတ်တော့မှလားဆိုပြီးတွေးမိတာပေါ့အဲ့ဒါနဲ့ပဲချက်ချင်းတောင်းပန်လိုက်ရတယ်တောင်းပန်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာမကြသေးခင်ကကျွန်တော်ရဲ့မိသားစုကိစ္စလေးတွေရှိနေလို့အာယုံမဆိုင်နိုင်ခဲ့တာပါဒါပေမဲ့စိတ်ချပါနောက်ဒါမျိုးဘယ်တော့မှမဖြစ်စေရပါဘူးလို့ပြောလိုက်တာပေါ့တကယ်တော့ငါမနေ့ညကတညလုံးဖုန်းပြောပြီးအေးရေးပြက်ခဲ့ရတာကအခုငါရှိမှရှိနေတဲ့ဒီမိန်းမလကြီးကြောင့်လေးစကားတွေကအရန်အရှိန်ဟုန်ပြင်းခဲ့လို့အေးရေးပြက်ခဲ့ရတာကိုသူကတော့ဘယ်တိပါမလဲဥက္ကဋ္ဌကြီးကလည်းအေးဆက်လေတံနဲ့ပဲနောက်တစ်ခါဒီလိုအမှားမျိုးထပ်ဖြစ်ရင်မင်းဒီကုမ္ပဏီကနေချက်ချင်းထွက်သွားရမယ်လို့သတိပေးပြီးထွက်သွားဖို့လက်ဟန်ပြလိုက်တယ်ငါလည်းအသက်ဘေးကတီတီလေးလွတ်လာတယ်လို့မျိုးကိုခုံကိုပြန်ပြေးရတာပေါ့ကိုစပွဲခုံကိုရောက်တော့မှဥက္ကဋ္ဌကြီးစီကမက်ဆေ့ချအစ်စ်တွေအများကြီးဝင်နေတာကိုတွေ့ရတယ်ငါလည်းနားထင်တွေကိုနှိပ်ရင်းစာတွေကိုဖတ်ကြည့်လိုက်မိတယ်အသေးလေးရေးစာပြန်ပါဦးကွာငါဒီနေ့ကုမ္ပဏီမှာအရန်စိတ်တူစရာကြုံနေရလို့ပါအတုံးမကျတဲ့ဝန်ထမ်းတစ်ယောက်ကပြီးခဲ့တဲ့လက project ကိုဖျက်စီးထားလို့ကုမ္ပဏီမှာငွေတွေအများကြီးဆုံးရှုံးသွားရတယ်ဆိုပြီးစာပို့ထားတာစာကိုဖတ်ပြီးငါမှစွန့်သွားရတယ်ဟာသူပြောနေတဲ့အတုံးမကျတဲ့ဝန်ထမ်းဆိုတာငါ့ကိုပြောနေတာမဟုတ်လားဒါနဲ့ငါလည်းစိတ်ထဲကနေခက်နောက် idea တစ်ခုရတာနဲ့စာပြန်လိုက်တယ်အသေးလေးကလည်းသူ့ရဲ့လက်အောက်ငယ်သားတွေအပေါ်ကိုနည်းနည်းလောက်ပို့ပြီးညတာပေးတင်တာပေါ့အကောင်းဆုံးကတော့သူတို့ကိုလစာတိုးပေးလိုက်ပါဒါဆိုရင်ဝန်ထမ်းတွေကကုမ္ပဏီအပေါ်ပို့ပြီးတစ္ဆာရှိလာကြလိမ့်မယ်လို့မယိုမသားအပြုံးလေးနဲ့စာရိုက်ပြီးပို့လိုက်တာငါစိတ်ထဲမှာတော့လာမဲ့လက်ကြရင်ငါရဲ့လစာစာရွက်ပေါ်မှာသူ့ညတလုံးပိုတိုးလာမလားဆိုပြီးစိတ်ကူးရင်နေတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာဝင်လာတဲ့သူ့ရဲ့စာကြောင့်ငါမှတပြင်းပဲချလိုက်ရတယ်ရပါတယ်မင်းရဲ့အဲ့ဒီတထေးမရဲ့ကုမ္ပဏီနာမည်ကဘာလဲပြောပြပါလားငါသူ့ကိုသွားပြီးတင်ကန်းစာပေးလိုက်မယ်မင်းကိုအော်ရဲရအောင်သူကဘာကောင်းမလဲဆိုပြီးစာပြန်လာတာလေးကြည်စမ်းသူကငါ့ကိုအလုံးမှာအဆူခံရတဲ့အပိုင်းကိုပဲစိတ်ထဲထားပြီးလစာတိုးပေးဖို့ပြောတဲ့အပိုင်းကိုတော့လုံးဝကြော်သွားတာပဲကဲထားလိုက်ပါတော့လောလောဆယ်တော့ဒီအတိုင်းပဲလွတ်ထားလိုက်အောင်မယ်အလုတ်စင်းချိန်ရောက်တော့လဲငါအိမ်မပြန်သေးပဲရုံးမှာတယောက်တည်းကြံခဲ့ပြီးခဲ့တဲ့လကမှားခဲ့တဲ့ project ကိုအကောင်းဆုံးဖြစ်အောင်ပြန်ပြင်ဖို့ကြိုးစားနေမိတယ်အပြင်လောကမှာတော့ဥက္ကဋ္ဌကြီးရဲ့မျက်စိထဲမှာအသုံးမကျတဲ့လူလို့အထင်မခံနိုင်ဘူးလေဒါမှငါကအလုံးမှာထူးချွန်ပြပြီးဥက္ကဋ္ဌကြီးကိုအပြင်လောကမှာပါငါကိုအချစ်များဆွဲဆောင်နိုင်မှာမဟုတ်လားသူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကြီးကိုတွေးမိပြီးငါတယောက်တည်းခိုးပြလုံးနေမိတာပေါ့မင်းကအလုတ်စင်းချိန်ရောက်တာတော့အိမ်မပြန်ပဲဒီမှာဘာလို့တယောက်တည်းထိုင်ပြီးအယူလိုပြုံးနေတာလဲဆိုတဲ့အေးဆက်အတန်ကြီးတစ်ခုကငါနောက်ကနေဝုန်းကနေထွက်လာတဲ့အားလက်လိုက်တာငါကြောပြင်ကအမွှေးအမြင်တွေအကုန်ထောင်ထသွားရလောက်အောင်ပဲလှည့်ကြည့်လိုက်တော့ဥက္ကဋ္ဌကြီးဖြစ်နေတာပေါ့ဟုတ်ဥက္ကဋ္ဌကြီးမပြန်သေးဘူးလားခမများကျွန်တော်ကပြီးခဲ့တဲ့လက project အမားကိုပြန်ပြင်ပြီးကုမ္ပဏီအတွက်အားစိုက်ထုတ်ချင်လို့ပါလို့အထစ်အငုံငုံနဲ့ပြောလိုက်ရတဲ့ဥက္ကဋ္ဌကြီးကဘာမှမပြောဘဲလှည့်ထွက်သွားခဲ့တာပေါ့သူထွက်သွားတာကိုကြည့်ပြီးငါလည်းဖုန်းကိုထုတ်ပြီးအသေးလေးရေအလုတ်စင်းပြီလားလို့စာပိုးလိုက်တယ်စာကချက်ချင်းပြန်ဝင်လာတယ်အခုရုံးကနေထွက်ဖို့ပြင်းနေတာအပြင်မှာထမင်းသွားစားမလို့ငါကလိမ္မာတယ်မလားတဲ့ဥက္ကဋ္ဌကြီးကအွန်လိုင်းပေါ်မှာဒီလိုလေတံလေးနဲ့စကားပြောတာကိုမြင်ရတော့အပြင်ကရေခဲဘရင်မကြီးနဲ့တယောက်တည်းလို့တွေးရတာတော်တော်လေးခက်ခဲတယ်ငါလည်းအချစ်စရာလေးกว่าဆိုပြီးငါရဲ့နှက်ခမ်းပုံစံ selfie ဓာတ်ပုံလေးတစ်ပုံကိုကုမ္ပဏီယူနီဖောင်းမပါအောင်တေချာသတိထားပြီးရိုက်ပို့လိုက်တယ်သူကတော့အိုးတော်ပါတော့လို့စာပြန်ပြီးမကြခင်မှာပဲငါတို့စကားပြောလာတာလဲကြာပြီဆိုတော့အပြင်မှာတွေ့ကြရအောင်လေဆိုပြီး message ကြပို့လာတာပေါ့ဒီစာကြောင့်ငါမှအခက်တွေ့သွားရတယ်အပြင်မှာတွေ့ဖို့ကအချိန်မတန်သေးဘူးလေငါတို့အချင်းချင်းတေချာမသိသေးဘူးလို့ညင်းလိုက်တော့သူကမကောင်းဆိုးဝါးလေးမင်းကငါရဲ့ကိုခန္ဓာအတိုင်းထွာတွေကိုတောင်အကုန်သိထားပြီးပြီလေဆိုပြီးစိတ်ကောက်ပြရှာတဲ့ဒါပေမဲ့သူကဆက်ပြီးအတင်းအကျပ်မတောင်းဆိုတာမို့ငါလဲရုံးခန်းထဲမှာအလုပ်လုပ်ရင်းတစ်ဖက်ကလည်းဥက္ကဋ္ဌကြီးနဲ့ဖုန်းထဲမှာလိုက်ဖက်ပြီးစကားပြောနေရတာတကယ်ကိုရင်ခုန်စရာခံစားချက်ကြီးပဲဒါပေမဲ့မကြခင်မှာပဲဥက္ကဋ္ဌကြီးကရုံးခန်းထဲကိုအလင်းအမြန်ပြန်ဝင်လာပြီးငါ့ကိုစကားတခုမှမပြောဘဲသူ့ရဲ့တီးတန့်ခန်းထဲကိုတန်းဝင်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲဖုန်းထဲကိုစာတစ်စောင်ထပ်ဝင်လာပြန်ရောအသေးလေးရေစိတ်မကောင်းပါဘူးကွာမင်းကြိုက်တဲ့ညဝတ်ကာဝင်ကိုရုံးမှာမေ့ကြံခဲ့လို့ပြီးတော့အမဲရောင်ကိုရှာမတွေ့လို့ခရမ်းရောင်လေးပဲရခဲ့တယ်မင်းကြိုက်ရဲ့လားဆိုပြီးဓာတ်ပုံတစ်ပုံပို့လာတာငါလည်းဓာတ်ပုံကိုဇွန်းဆွဲပြီးကြည့်လိုက်ဒါနဲ့နှာခေါင်းသွေးတွေတောင်ထွက်မတက်ဖြစ်သွားရတယ်ဒါကညဝတ်ကာဝင်မဟုတ်ဘူးလေအဝတ်စအနှဲငယ်လောက်ပဲရှိတာအရေးကြီးတဲ့နေရာချို့ကိုပဲဖုံးထားပြီးကျန်တဲ့နေရာတွေအကုန်လုံးကအပြင်ကိုပေါ်နေတာကြီးငါလည်းစိတ်ကိုအတင်းထိန်ပြီးရုံးမှာအချိန်ပိုဆင်းနေတဲ့ဝန်ထမ်းတွေရှိနေလို့ဒီနေ့ဖုန်းခေါ်လို့မရဘူးလို့စာပြန်လိုက်ရတယ်သူကလည်းအလုပ်သမားတွေကဒီနေ့မှအချိန်ပိုဆင်းနေရတယ်ဆိုပြီးစိတ်ပြက်နေတာပေါ့တကယ်တော့အဲ့ဒီအချိန်ပိုဆင်းနေတဲ့ဝန်ထမ်းဆိုတာငါကိုယ်တိုင်ဖြစ်နေတာကိုသူသိမှမသိပဲငါလည်းစိတ်ထဲကနေအကြ
တခုရတာနဲ့မင်းအရင်နေ့ကငါပြောသမျှအကုန်လုပ်ပေးမယ်ဆိုတာမှတ်မိလားဒါဆိုရင်အခုအဲ့ဒီခရမ်းရောင်ကာဝင်လေးကိုဝတ်ပြီးအပေါ်ကနေကုတ်အင်ကြီးအရှိကြီးထပ်ဝတ်လိုက်ပြီးရင်မင်းရဲ့အဲ့ဒီအချိန်ပိုဆင်းနေတဲ့ဝန်ထမ်းကိုအပြင်မှာထမင်းသွားကျွေးလိုက်လို့စားပိုးလိုက်တာပေါ့စာပို့ပြီးတော့ငါရင်ထဲမှာရင်တွေအယမ်းခုန်ပြီးစိတ်လှုပ်ရှားနေမိတာဥက္ကဋ္ဌကြီးကတော့ဖုန်းထဲမှာဒါကကစားပွဲတစ်ခုလိုမျိုးလားမကောင်းပါဘူးကွာအဲ့ဒီဝန်ထမ်းနဲ့ငါနဲ့ကတိတ်မရင်းနှီးဘူးတော့ကြတယောက်ယောက်မြင်သွားရင်ဘလို့လုပ်မလဲလို့ညင်းနေသေးတယ်ငါကလည်းအတင်းအကျပ်စိတ်ဆိုးချင်အောင်ဆောင်ပြီးပြောလိုက်တော့နောက်ဆုံးသူကရပါပြီစိတ်မဆိုးပါနဲ့တော့လို့စာပြန်လာခဲ့တာပေါ့ငါလည်းကွန်ပျူတာကိုပိတ်ပြီးကုမ္ပဏီတစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာဥက္ကဋ္ဌကြီးရဲ့ရုံးခန်းထဲကနေအဝတ်စားလဲနေတဲ့အတန်လိုမျိုးတရှူရှူမြည်တံတွေကိုကြားနေရတဲ့ခဏနေတော့ဥက္ကဋ္ဌကြီးကသူ့ရုံးခန်းထဲကနေထွက်လာတာကိုငါကမတိမတာခိုးကြည့်လိုက်တာပေါ့ဟုတ်တယ်သူကကုတ်အင်ကြီးအရှိကြီးကိုလုံအောင်ခြုံထားတာအဲ့ဒီအောက်မှာအဝတ်စအနှဲငယ်ပဲရှိတဲ့ဂါဝင်လေးပဲရှိလိမ့်မယ်လို့တွေးမိတာနဲ့တင်ငါမှစိတ်လှုပ်ရှားပြီးရင်ခုန်လာရတဲ့ဥက္ကဋ္ဌကြီးပြန်တော့မလို့လားခမညာကျွန်တော်လည်းအလုပ်ပြီးပြီမို့ပြန်တော့မလို့ပါလို့ပြောလိုက်တဲ့အချိန်မှာဥက္ကဋ္ဌကြီးကသွားတွေကိုကြိတ်ပြီးမိုးချုပ်နေပြီးငါလည်းထမင်းမစားရသေးဘူးမင်းငါနဲ့အတူတူထမင်းလိုက်စားခဲ့လို့အမိန်ပေးတယ်လို့ပြောတော့တာပဲငါလည်းအထားနဲ့ပဲအိုးအာနာစရာကြီးပြဥက္ကဋ္ဌကြီးကိုပတ်စံအကုန်မခံခိုင်းချင်ပါဘူးလို့ညင်းကျင်ရောင်ဆောင်လိုက်တော့သူကအပိုစကားတွေပြောမနေနဲ့ဒီနေ့လိုက်မစားရင်မနှက်ဖြန်အလုပ်လာစရာမလိုတော့ဘူးလို့ပြက်ပြက်တသားပြောပြီးရှေ့ကနေထွက်သွားတော့တာပေါ့ကားပေါ်ရောက်တော့ငါကရွေးချင်တာနဲ့ဒီလိုရာသီဥတုမျိုးမှာတရုတ်ဟုတ်ပေါ့ပူပူဆက်ဆက်လေးစားပြီးချွေးထုတ်လိုက်ရင်အိမ်ပြန်ရေချိုးရတာအရန်စိန်ရှိတာဗျာလို့အကြံပေးလိုက်တဲ့ဥက္ကဋ္ဌကြီးကဟော့ပေါ့ဆိုင်ကိုရောက်တော့လူတွေအရန်များပြီးအနံ့တွေကလည်းပူလောင်နေတာမို့ဆိုင်ဝမှာတော်တော်နဲ့မဝင်ရဲပဲရက်နေရှာတဲ့ငါကတော့ဆိုင်ထဲအရင်ဝင်ထိုင်ပြီးအစားအသောက်တွေမှနှင်းလိုက်တာပေါ့10မိနစ်လောက်ကြာမှဥက္ကဋ္ဌကြီးကမရဲတရဲနဲ့ဝင်လာပြီးငါရှိမှထိုင်နေဆိုင်ထဲမှာအရန်ပူနေတာတော့သူကကုတ်အင်ကြီးကြီးကိုလုံးဝမချွတ်ရဲဘူးဖြစ်နေတာငါကလည်းအင်ကြီးလက်တို့နဲ့မူချွေးတွေတောက်တောက်ကျနေပြီလေအဲ့ဒီအချိန်မှာဥက္ကဋ္ဌကြီးကသူ့ဖုန်းကိုကြည့်ရင်းငါစီကို message ပို့လာပြန်တယ်အသေးလေးကြီးငါရဲ့ဝန်ထမ်းမလေးတယောက်ကမင်းဝတ်ထားတဲ့ T-shirt နဲ့အတူတူကြီးဝတ်ထားတာတွေ့တယ်ဒါပေမဲ့ငါအသေးလေးဝတ်တာကမှအလှဆုံးပါကွာတဲ့ဟာကြည်စမ်းသူကငါ့ကိုမိန်းကလေးထင်နေတော့မဲ့ငါလည်းစနောက်ချင်တာနဲ့အဲ့ဒီဝန်ထမ်းကကျွန်တော်နဲ့တူနေတာလားလို့စာပြန်လိုက်တော့သူကဘလို့မှမဖြစ်နိုင်ဘူးငါအတွက်တော့မင်းကအကောင်းဆုံးပဲလို့လာပြန်ရောအဲ့ဒီလိုနဲ့ငါတို့နှစ်ယောက်စလုံးကဖုန်းကိုစီကြည့်ပြီးစကားမပြောဘဲထိုင်နေကြတာပေါ့ခဏနေတော့ဥက္ကဋ္ဌကြီးကအယမ်းပူလာလို့ထင်တယ်အပြင်ကိုခဏလေးငင်းခံဖို့ထွက်သွားခဲ့တယ်ငါကပြတင်းပေါက်ကနေလှမ်းကြည့်နေတော့မှပဲအပြင်ကတောက်တောက်ဆဆဖြစ်နေတဲ့လူမိုက်၃ယောက်ကဥက္ကဋ္ဌကြီးကိုဝိုင်းပြီးစနောက်နှတောက်ရှက်နေကြတာကိုတွေးလိုက်ရတဲ့လူမိုက်တယောက်ကဥက္ကဋ္ဌကြီးရဲ့ကုတ်အင်ကြီးကိုအတင်းဆွဲလိုက်တဲ့အချိန်မှာအင်ကြီးကစုပ်ပြဲသွားပြီးဥက္ကဋ္ဌကြီးရဲ့ဖြူဖွေးပြီးဆွဲဆောင်မှုရှိတဲ့အသားရည်ကအပြင်ကိုပေါ်လာတော့တာပဲလူမိုက်တွေကလည်းအတင်းအဓမ္မဆွဲခေါ်ဖို့လုပ်နေကြပြီးအဲ့ဒီအချိန်မှာငါလည်းဆိုင်ထဲကနေဝုန်းကနေပြေးထွက်သွားပြီးဥက္ကဋ္ဌကြီးကိုငါရင်ခွင်ထဲဆွဲသွင်းလိုက်ရတယ်ပြီးတော့လူမိုက်တွေကိုလည်းဟေ့လူတွေမူးရင်အိမ်ပြန်အိတ်ကြဗျာငါရဲ့မိမကိုလာမထိနဲ့လို့អော်လိုက်တာပေါ့ဥက္ကဋ္ဌကြီးကငါရင်ခွင်ထဲကနေရုန်းကန်ဖို့စူးစမ်းနေလို့ငါလည်းအခြေအနေရရောချပြီးသူ့ရဲ့တင်ပါကိုဖြက်ခနဲနှစ်ချက်လောက်ရိုက်ပြီးငြိမ်အောင်လှုပ်လိုက်ရတဲ့ဥက္ကဋ္ဌကြီးကငါ့ကိုအစိမ့်လိုက်ဝါစာမတက်စိုက်ကြည့်နေပေမဲ့ငါကတော့လူမိုက်တွေကိုအာယုံစိုက်ပြီးအပြက်အသက်ချပစ်လိုက်တာပေါ့ငါကအရင်ကတိုင်းပညာသင်ဘူးတာမို့လူမိုက်ကောင်းဆောင်ရဲ့လက်မောင်းကိုဖမ်းလိမ့်ပြီးအလဲထိုးလိုက်တော့ကြံတဲ့လူတွေလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးသွားကြတော့တဲ့ငါလည်းအနေရကင်းသွားပြီဆိုပြီးဥက္ကဋ္ဌကြီးရဲ့ပခုံးကိုလက်လန်းဖတ်လိုက်တဲ့အချိန်မှာပဲကဘာကြီးကစောက်ထိုးမှုမြော့ဖြစ်သွားသလိုခံစားလိုက်ရပြီးငါကိုယ်တိုင်မြေပြင်ပေါ်ကိုလဲကျသွားရတော့တာပဲဟုတ်တယ်ဥက္ကဋ္ဌကြီးကလည်းကိုခံပညာအစင်းမြင့်တက်ထားတဲ့သူဖြစ်နေတာလေသူကငါ့ကိုမြေပြင်ပေါ်မှာချက်ချင်းပဲအမိအရာဖိချုပ်ထားလိုက်ပြီးလက်မောင်းကိုလိန်ချိုးထားတော့တာပဲအားနာလိုက်တာဥက္ကဋ္ဌကြီးလွတ်ပါဦးလို့អော်ရတော့တာပေါ့ဥက္ကဋ္ဌကြီးကလည်းမင်းကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးငါရဲ့တင်ပါကိုနှစ်ချက်တောင်ရိုက်ရဲတယ်ဟုတ်လားဆိုပြီးစိတ်တူနေတာဒါပေမဲ့အဲ့ဒီလိုဖိချုပ်ခံထားရတဲ့အနေအထားမှာငါရဲ့မျက်လုံးကဥက္ကဋ္ဌကြီးရဲ့စုပ်ပြဲနေတဲ့အင်ဂျီဂျာကနေအတွင်းကခရမ်းရောင်ကဝင်လေးကိုကွက်တီသွားမြင်လိုက်ရတာပေါ့အဲ့ဒါနဲ့ပဲပါဇက်ကမထိန်နိုင်ပဲဥက္ကဋ္ဌကြီးကခရမ်းရောင်ကိုတကယ်ကြိုက်တာပဲနော်လို့လှုပ်ခနဲပြောမိသွားခဲ့တယ်အဲ့ဒီစကားကြောင့်ဥက္ကဋ္ဌကြီးကရှက်စိတ်နဲ့ဒေါသပေါင်ပြီးငါလက်မောင်းကိုဂျိန်းခနဲ့အပြင်းပြင်းနဲ့ထက်လိမ်ပစ်လိုက်တော့တာပဲအကျိုးဆက်ကတော့နာယီဝက်လောက်ကြာတဲ့အခါမှာငါတယောက်ဆေးရုံကတင်ပေါ်မှာလက်မောင်းကိုကြောက်ပက်တီအကြီးကြီးပတ်ပြီးတနာစရာပုံစံနဲ့ထိုင်နေရတော့တာပေါ့ဥက္ကဋ္ဌကြီးကလည်းစိတ်မကောင်းဖြစ်တဲ့ပုံစံလေးရှိနေပေမဲ့ပါဇက်ကတော့မင်းလှုပ်လာစရာမလိုတော့ဘူးအလုတ်ထုတ်တယ်လို့ပြောနေတော့မဲ့
ငါကလည်းကက်ချွဲပြီးဥက္ကဋ္ဌကြီးကဒီလောက်ကျင်နာတတ်တာကျွန်တော်ကိုအလုံးမထုတ်ပါဘူးဆိုပြီးပြောလိုက်ရတယ်အဲ့ဒီနောက်ဥက္ကဋ္ဌကြီးကခဏအပြင်ထွက်သွားအားတဲ့အချိန်မှာငါဖုန်းထဲကို message ဝင်လာပြန်တယ်အသေးလေးရေဒီညကုမ္ပဏီက project တစ်ခုအရေးပေါ်ဖြည့်ရှင်းနေရလို့မင်းစီမလာနိုင်တော့ဘူးခွင့်လွတ်ပါနော်တဲ့ငါမှာတော့ကိုလက်မောင်းကိုကြည့်ပြီးစိတ်ထဲကနေဟွန်းငါလက်ကိုဒီလောက်ဖြစ်အောင်လှုပ်ထားပြီးတော့ project အကြောင်းပြနေတယ်ပေါ့လို့တွေးမိတာပေါ့ခဏနေတော့ဥက္ကဋ္ဌကြီးပြန်ဝင်လာပြီးမင်းဘယ်မှာနေလဲငါကားနဲ့လိုက်ပို့မယ်လို့ပြောတယ်ငါလည်းအခွင့်အရေးကိုလက်လွတ်မခံချင်တာနဲ့ဟိုကျွန်တော်ရဲ့အိမ်တော်တွေကအခုနကရန်ဖြစ်ရင်းနဲ့ပဲဖြစ်ဖြစ်ဥက္ကဋ္ဌကြီးကျွန်တော်ပေါ်ဖိချုပ်ထားတော့ကပဲဖြစ်ဖြစ်ပျောက်သွားပြီးထင်တယ်ဗျာအိမ်ပြန်လို့မရတော့ဘူးလို့ညာလိုက်တာပေါ့ဥက္ကဋ္ဌကြီးကအဲ့ဒီစကားကြောင့်မျက်နှာတစ်ခုလုံးနေရဲသွားပြီးတော့အဲ့ဒီအကြောင်းထပ်မပြောနဲ့လို့သတိပေးပြီးဒါဆိုဟိုတယ်တစ်ခုမှာသွားအိတ်လားစာငါပေးမယ်လို့ပြောပြန်ရောငါကလည်းဟိုတယ်မှာတယောက်တည်းကြောက်ပတ်တီးနဲ့ဘလို့မှအဆင်မပြေပါဘူးဗျာလို့အတင်းကြီးကြလိုက်တော့နောက်ဆုံးဥက္ကဋ္ဌကြီးလည်းစိတ်မရှိတော့ပဲကဲပြီးရောမင်းဒီညာငါအိမ်ကိုလိုက်ခဲ့မနဲ့ကြမှာတော့ပြင်သမားခေါ်ပေးမယ်လို့ပြောပြီးငါကိုသူ့ရဲ့အိမ်ကိုခေါ်သွားခဲ့ရတော့တာပေါ့ဥက္ကဋ္ဌကြီးရဲ့အိမ်ကတကယ်ကိုစိန်ခံပြီးလားအကြီးကြီးပဲဒါပေမဲ့အထဲကိုရောက်တဲ့အခါမှာတော့အိမ်တွင်းအပြင်စင်တွေကအရန်ကိုရိုးရှင်းလုံးပြီးပရိဘောကအနှဲငယ်ပဲရှိတာတွေ့ရတဲ့ဥက္ကဋ္ဌကြီးကငါ့ကိုအောက်ထက်ကအခန်းတစ်ခန်းမှာပဲနေဖို့ပြောပြီးသူကတော့အပေါ်ထက်ကိုတန်းတက်သွားခဲ့တယ်ငါလည်းအခန်းထဲမှာထိုင်နေရင်းနဲ့ဘိုက်ကတကွေးကွေးမြည်လာတာပေါ့တကယ်တော့ဟုတ်ပေါ်လဲတေချာမစားရသေးပဲရံပွဲတွေစေးရုံတွေနဲ့မှုအရန်ပိုက်စာနေပြီလေအဲ့ဒါနဲ့ဥက္ကဋ္ဌကြီးရေချိုးပြီးအောက်ထပ်ပြန်ဆင်းလာတဲ့အချိန်မှာဥက္ကဋ္ဌကြီးပြကျွန်တော်အရန်ပိုက်စာလိုပါတခုခုလှုပ်ကြွေးပါလားလို့တောင်းဆိုလိုက်တဲ့ဥက္ကဋ္ဌကြီးကစိတ်ပြက်လက်ပြက်နဲ့ပဲရေခဲတတာထဲကအတင်စားအစားတောက်ချို့ကိုထုတ်ပြီးမိဖို့ချောင်းထဲမှာအတင်းအဓမ္မချက်ပြုတ်ဖို့ကြိုးစားတော့တာပဲဒါပေမဲ့ခဏနေတော့မိဖို့ချောင်းထဲကနေအနံ့အသက်တွေကတမျိုးကြီးဖြစ်လာတာမို့ငါလည်းထားကြည့်လိုက်တဲ့အခါမှာအိုးကွယ်ဥက္ကဋ္ဌကြီးကဟင်းသီးဟင်းရွက်တွေကိုလည်းတေချာမစေးပဲဒီအတိုင်းချိုးဖဲ့ထည့်နေတယ်လို့ကြက်ဥကိုခွဲလိုက်တာတောင်ဥခွန်တွေကအိုးတဲကိုတဝက်လောက်ပါသွားတာကိုတတိမထားမိပဲရောင်ချာချာဖြစ်နေရှာတာကြည့်ရတာဒီမိမလကြီးကအပြင်မှာကုမ္ပဏီကိုတာအောင်မြင်အောင်စီမံခန့်ခွဲနိုင်တာမိဖို့ကြောင့်အလုပ်ကိုတော့လုံးဝမလုပ်တတ်ရှာဘူးပဲငါလည်းဒီအတိုင်းလွတ်ထားရင်ငါမှအစာစိတ်တင်ပြီးတေးရလိမ့်မယ်ဆိုတာသိတာနဲ့ချက်ချင်းပဲအိုးကိုလှမ်းဖမ်းပြီးဥက္ကဋ္ဌကြီးဖယ်လိုက်ပါတော့ကျွန်တော်ပဲတယောက်တည်းလက်နဲ့ချက်လိုက်ပါမယ်လို့ပြောပြီးတာဝန်ယူလိုက်ရတယ်ငါကလက်တစ်ဖက်ပဲသုံးလို့ရပေမဲ့အရင်ကတည်းကချက်ပြုတ်တာကျွမ်းကျင်သူမှုရေကိုပုတ်ပွက်စုအောင်တီးပြီးခောက်ဆွဲတွေကိုအရင်ပြုတ်ဟင်းသီးဟင်းရွက်တွေကိုတေချာဆေးကြောပြီးတက်တက်ရက်ရက်လေးလှုပ်ပြလိုက်တာပေါ့ဥက္ကဋ္ဌကြီးကတော့ငါရဲ့ကျွမ်းကျင်လာတဲ့လက်လှုပ်ရှားမှုတွေကိုကြည့်ပြီးပါဆက်လေးဟာကအံ့ဩမြင်တက်လို့နေတော့တာပဲနောက်ဆုံးမှာတော့ငါကအရသာရှိလာတဲ့ခောက်ဆွဲပြုတ်ပူပူလေးပေါ်ကိုကြက်ဥအနှစ်အကျက်လေးတင်ပြီးနန်းစီမွမွေးလေးဆန်းကဥက္ကဋ္ဌကြီးရဲ့ရှေ့ကိုချပေးလိုက်တယ်ကဲဥက္ကဋ္ဌကြီးဗိုက်စာနေပြီမလားမြည်စမ်းကြည့်ပါဦးလို့ပြုံးပြီးပြောလိုက်တာပေါ့ဥက္ကဋ္ဌကြီးကခောက်ဆွဲအိုးလေးကိုကြည့်ပြီးဇုံးကိုကင်ကပထမဆုံးတစ်လုံးကိုမြည်စမ်းကြည့်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့မျက်လုံးအစုံကအယောင်တွေတလက်လက်တောက်ပသွားပြီးအံ့ဩလွန်းလို့စကားတော်မပြောနိုင်ပဲဖြစ်သွားခဲ့ရတယ်